ANN News ရဲ့ဖော်ပြချက်ရပါတော့ဒီညပြောမလားမနေ့ညပြောမလားညတကောင်12နာရီနဲ့9မိနစ်ကနေပြီးတော့မှတို့ဒီပတ်ဝန်းကျင်က CCTV နဲ့ဖော်ပြချက်ရဂျပန်အသက်80အရွယ်တက်ကြီးရွယ်ကိုနေရောက်နေတဲ့အိမ်မှာအနုချမ်းစီးတော့တာအနုချမ်းဆိုတာကပတ်စံနေတော့ယူသွားပြီးမှတိန်းမြန်မာငွေနဲ့ဆိုတိန်းထောင်ချီမှာပေါ့ဂျပန်ယန်နဲ့ဆိုရင်12000လို့ပြောတယ်12000ဆိုအခုပေါက်ဈေးနဲ့ဆိုရင်တိန်း3000လောက်ရှိမယ်တဲ့နော်ပေါက်ဈေးနဲ့ဆိုဘယ်လောက်ရှိမလဲဒါပေမဲ့ပြောချင်တဲ့တဘောကပါလဲဆိုရင်အနုဂျန်စီပြီးတော့သူတို့မြန်ပတ်စံပေးဆိုပြီးမှပါနော်3ယောက်ဓမြတိုက်လိုပုံစံဒါပေမဲ့လူတော့ဘာမှမလုပ်သွားဘူးတော်တည်းရနော်လူကြီးကိုဘာမှမလုပ်သွားဘူးပြီးတော့ဒီ CCTV ကနေဒီလိုအိမ်ကနေဘယ်လိုဝင်လာပြီးတော့ဘယ်လိုထွက်သွားပြီးတော့မှအဲ့2ယောက်ကိုလည်းဘာမှလုပ်လို့မရအောင်ကြိုးတုပ်ပြီးထားခဲ့တယ်ပေါ့နော်တခုရှိတာလေဒီလောက် cash ပေါ့နော်ငွေသားပမာဏအိမ်မှာရှိတယ်ဆိုတာတိနေတဲ့ပုံပေါက်တယ်နော်ပုံမှန်ဆိုဂျပန်တွေကဒီလောက်ငွေသားအများကြီးအိမ်မှာထားလိမ့်ရှိချင်မှရှိမှာတောင်းကျွန်မသိရတဲ့လောက်ဂျပန်တွေကအိမ်မှာငွေသားအဲ့လောက်အများကြီးမထားကြပါဘူးဒါပေမဲ့လည်းအဲ့လိုတိနေရဆိုကြရပါတော့အခုတော့ထောက်เสียရှိတယ်ပေါ့နော်ဂျပန်နိုင်ငံကရှီဇိုအိုကာမြို့ပါအားလုံးတော်တော်များများသိကြတယ်တို့မြန်မာတွေနဲ့ရှီဇိုအိုကာမြို့ကမစိမ့်ပါဘူးចောင်းသားတွေရောလှုပ်တဲ့လူတော်တော်များများရှိကြပါတယ်ရှီဇိုအိုကာဆိုအားလုံးတော်တော်များများသိကြတယ်အဲ့ထဲမှာမှဒီလူရက်သွားတယ်ဆိုတဲ့ပုံစံမျိုးကိုဒီနေ့သတင်းမှာဖော်ပြရတယ်ပြီးတော့နောက်တစ်ခုကကျမဒီရက်ဒီမှာသတင်းတင်တာတရက်2ရက်ကိုတပုတ်လောက်နေနှုံးနေပဲပြီးတော့အားလုံးပဲအဆင်ပြေကြပါစေဘိုင်ဘိုင်